နိုင်ငံတွေမှာတိုင်းပြည်တည်ငြိမ်အေးချမ်းမှုအတွက်သတ်မှတ်ထားတဲ့တပ်ဆိုင်ရာဥပဒေတွေရှိတယ်ဆိုတာအားလုံးလည်းသိပြီးကြမှာပါပုံမှန်ကြားမှုနေကြမဟုတ်တဲ့ဥပဒေတွေဒီဥပဒေကိုပေါ်တာတို့ကြားလိုက်တာနဲ့ဒါကတကယ်ကြီးလားဆိုပြီးတွေးရလောက်အောင်တမျိုးလေးဖြစ်နေတဲ့ဥပဒေတွေကိုကျွန်တော်ကဒီနေ့ဒီဗီဒီယိုမှာပြောပြပေးသွားမှာဖြစ်ပါတယ်တချို့ကလည်းသိပြီးသားဆိုပေမဲ့မသိကြတဲ့ပေါ်တာတွေအတွက်ကျွန်တော်အနေနဲ့ခဏဒါစိတ်အပန်းပြေစေဖို့အတွက်ဒီဗီဒီယိုလေးကိုလုပ်လိုက်ရခြင်းဖြစ်ပါတယ်ဗီဒီယိုလေးမစခင်မှာ channel လေးကို like and follow လုပ်ပြီးတော့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ရှုပေးကြပါအောင်ခင်ဗျပထမဆုံးအနေနဲ့ကျွန်တော်ပြောပြပေးခြင်းတဲ့နိုင်ငံကတော့တေဆုံးဝင်မရှိတဲ့နိုင်ငံပဲဖြစ်ပါတယ် Bro, what are you talking about, man? နော်ဝေးနိုင်ငံမှာရှိတဲ့ဒီ Longyear brand ဆိုတဲ့မြို့လေးမှာဘော်ရာဦးအနေနဲ့တေခြင်းနေဆိုရင်တော့တေဝင်မရှိပါဘူးအကယ်၍အဲ့လိုဖြစ်ခဲ့မယ်ဆိုရင်လည်းအစိုးရအကြောင်းကြားလို့ရပါတယ်အစိုးရကလေယာဉ်နဲ့လိုက်ပို့ပေးမှာဖြစ်ပါတယ်အကြောင်းရင်းကတော့ဒီမြို့လေးရဲ့ယာရီဥတုနဲ့မြေမျိုးစားကြောင့်ပဲဖြစ်ပါတယ်ဒီမြို့လေးကတစ်နှစ်ပတ်လုံးအေးခဲနေရကြောင်းမို့လို့အလောင်းတွေကိုမြေထဲမြုပ်တဲ့ချိန်မှာပြဿနာရှိပါတယ်ပြဿနာကတော့မြေပြင်အမြဲအေးခဲနေရကြောင်းမလို့မြေမြုပ်ထားတဲ့ဟာတွေကမပုံမတိုးပဲနဲ့အဲ့ဒီတေသွားတဲ့လူရဲ့ခန္ဓာကိုယ်ထဲမှာ virus တွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒါကြောင့်မို့လို့ယောဂါတွေကူးစက်ပြန်ပွားနိုင်တာကြောင့်ဥပဒေရဲ့လို့မဟုတ်ပေမဲ့တဘာဝပတ်ဝန်းကျင်ကြောင့်ပေါ်လာတဲ့တာမြစ်ဆက်တစ်ခုပဲဖြစ်ပါတယ်။နောက်တစ်နေရာကတော့ချက်တွေကိုလွတ်လွတ်လပ်လပ်လမ်းပေးကူရမယ် Quitman ဆိုတဲ့မြို့လေးပဲဖြစ်ပါတယ်။ဒီမြို့လေးကတော့အမေရိကန်ပြည်ထောင်စုဂျော်ဂျီယာပြည်နယ်ထဲမှာတည်ရှိနေရပဲဖြစ်ပါတယ်။ဘော်ရာတို့က Quitman မြို့မှာကားမောင်းမယ်ဆိုရင်ကိုကားရှိမှာချက်ကလေးတွေဖြတ်သွားနိုင်မယ်ဆိုရင်သူတို့ဖြတ်တာကိုပြီးတဲ့အထိစောင့်လိုက်ပေးရမှာပဲဖြစ်ပါတယ်။ဒါကဒီမြို့လေးရဲ့ဒေတန်နရဥပဒေတစ်ခုဖြစ်ပြီးတော့တရိတ်ဆန်တွေကိုကာကွယ်ဖို့အတွက်လို့ယူဆရပါတယ်။ဘော်ရာတို့အနေနဲ့ဒီမြို့လေးကိုသွားမယ်ဆိုရင်တော့ချက်တွေကိုသွားမရှုပ်ဖို့ကျွန်တော်အကြံပေးချင်ပါတယ်။နောက်တစ်နိုင်ငံကတော့အားလုံးသိကြတဲ့ကမ္ဘာမှာရောအရှေ့တောင်အာရှမှာပါအတိုးတက်ဆုံးနိုင်ငံတွေတဲ့တစ်ခုဖြစ်တဲ့စင်ကာပူနိုင်ငံပဲဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာဆိုရင် PK ဝါခြင်းကိုတားမြစ်ထားပါတယ်။ဆေးဘက်ဆိုင်ရာနဲ့သက်ဆိုင်တဲ့ PK တွေကိုတော့အသုံးပြုခွင့်ပေးထားပါတယ်။နိုင်ငံအတွင်းကိုလည်း PK တွေတည်ဆောင်လာခွင့်ရောင်းဝယ်ခွင့်လုံးဝမရှိပါဘူး။အကယ်၍တရားပြစ်မှုကျူးလွန်မိရင်တန်ငွေပေးဆောင်မှာဖြစ်ပါတယ်။ဒီလိုတင်းကျပ်ထားတဲ့နောက်ွယ်မှာလည်းအကြောင်းရင်းတွေရှိနေပါတယ်။အကြောင်းရင်းကတော့လူတွေကဝါပီတာ PK တွေကို MRT ယထာအာယုံခံကိရိယာတွေလှေကားလက်ရန်တွေစာရိုက်ပုံတွေမှာစီကံမဲ့စွာကတ်ထားကြလို့ပဲဖြစ်ပါတယ်။စင်ကာပူနိုင်ငံမှာဆိုရင်ဘော်ရောင်းအနေနဲ့ပါဇက်ကိုအားမထားဘဲနဲ့ဝါနေခြင်းနဲ့ဆိုရင်တော့ PK ကလွယ်ပြီးတခြားဟာကိုဝါဖို့ကျွန်တော်အကြံပေးချင်ပါတယ်နောက်ထပ်ပြောပြပေးခြင်းတဲ့နိုင်ငံကတော့ဆွစ်ဇာလန်နိုင်ငံပဲဖြစ်ပါတယ်ဆွစ်ဇာလန်နိုင်ငံရဲ့နေရာအများစုမှာည10နာရီကနေပြီးတော့မနက်9နာရီထိအိမ်နာရီဆွဲချခြင်းကိုတားမြစ်ထားပါတယ်ဒါကနိုင်ငံတော်အဆင့်ဥပဒေမဟုတ်ပေမဲ့တိုက်ခန်းအဆောက်အဦတွေရဲ့စီကံချက်အဖြစ်တရားဝင်သတ်မှတ်ထားတာလေးဖြစ်ပါတယ်အကြောင်းရင်းကတော့အတန်လောင်ဆောက်လို့မထားတဲ့ဒီတိုက်ခန်းအဟောင်းတွေမှာအိမ်နာရီဆွဲချတဲ့အတန်ကအပေါ်ထက်အောက်ထက်နဲ့ဘေးခန်းတွေပါအတန်ကိုစူညံစွာကြားလို့ပဲဖြစ်ပါတယ်ဒါကြောင့်မို့လို့ဘော်ရာတို့ဆွစ်ဇာလန်နိုင်ငံကိုရောက်လို့အတန်မလုံးတဲ့တိုက်ခန်းမှာနေဖြစ်ခဲ့မယ်ဆိုရင်အချိန်ဟောက်ကြည့်ပြီးတော့မှအိမ်နာရီဆွဲချဖို့ကျွန်တော်အကြံပေးချင်ပါတယ်။နောက်ဆုံးတစ်နိုင်ငံကတော့ကျွန်တော်တို့ရဲ့ဆက်လိုက်ကြော်ကြီးမြောက်ကိုရီးယားနိုင်ငံပဲဖြစ်ပါတယ်။မြောက်ကိုရီးယားနိုင်ငံမှာဆိုရင်ဂျင်းမောက်မီဝတ်တာကိုတားမြစ်ထားပါတယ်။အထူးသဖြင့်အပြိုင်အောင်ဂျင်းတွေကိုအာဏာပိုင်တွေကအနောက်တိုင်းမူဝါဒလို့လက်ခံကြပါတယ်။ဒီလိုဥပဒေအရဆိုရင်မြောက်ကိုရီးယားနိုင်ငံအတွက်ထူးဆန်းတဲ့ဥပဒေတရက်လို့တော့ကျွန်တော်တော့မထင်ပါဘူး။ဘာလို့လဲဆိုတော့အားလုံးလည်းသိကြမှာပါ။ဒါဟာတိုင်းပြည်မှာရှိတဲ့ပြည်သူတွေရဲ့ကိုယ်ပိုင်လွတ်လပ်ခွင့်ကိုကန့်သတ်တဲ့ဥပဒေတရက်ပဲဖြစ်ပါတယ်။ဒီလိုဥပဒေကိုလက်တွေ့မှာဘယ်လောက်ထိတင်းကျပ်ထားနိုင်မလဲဆိုတာကိုမြောက်ကိုရီးယားကိုသွားလည်မဲ့လူတွေရှင်ပြန်လာတဲ့အခါကျွန်တော်တို့လည်းတစ်ချက်လောက် sharing လေးပြန်လုပ်ပေးကြပါဦး။ကဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီဥပဒေတွေကိုဘော်ရာတို့အနေနဲ့ဘယ်လိုမြင်လဲဆိုတာကို comment ထဲမှာလာရောက်ဆွေးနွေးသွားလို့ရပါတယ်။နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြတော့ပေါ့။ Peace out